အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုပိုင်ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာ AI ကိုအသုံးပြုပြီးတော့ music အရှိတွေကိုဘယ်လိုမျိုးဖန်တီးမလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးကျွန်တော်တို့တွေက account ဖွင့်ထားဖို့လိုတယ်ပေါ့နော် account ဖွင့်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ Chrome browser ထဲကိုသွားပါဖုန်းနဲ့လည်းလုပ်လို့ရပါတယ်Okay ကျွန်တော် browser ထဲကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရိုက်ရှာမှာဒီproducer ပေါ့နော်sorry producer AI ဆိုပြီးတော့ကျွန်တော်ရိုက်ရှာလိုက်ပါ producer AI ဆိုပြီးတော့ရိုက်ရှာလိုက်ရင်အခုလိုမျိုးလေးပေါ်လာမယ်ပေါ်လာလို့ရှိရင်ကျွန်တော်တို့ဒီအဓိကဝင်ရမှာကဒီမှာကျွန်တော်ဒီ logo လေးနဲ့ပေါ့နော်ကျွန်တော်ဒီ logo လေးနဲ့ producer AI ဆိုပြီးတော့ရှိပါတယ်Okay ကျွန်တော်အဲ့ဒီအထက်လေးကိုနှိပ်ပြီးတော့ဝင်လိုက်မယ်ဒါမှကျွန်တော် music agent ဆိုတာလေးလည်းရှိ music agent ဆိုတဲ့ဟာလေးပေါ့နော်ဒီအောက်မှာလည်းရှိပါတယ် Okay ပြီးတော့လို့ရှိရင်ကျွန်တော်ဒီကဒီ producer.ai ဆိုတဲ့အထက်လေးကိုကျွန်တော်နှိပ်ဝင်လိုက်ပါမယ်ဒီနေရာရောက်လာပြီဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အကောင့်ဖွင့်ထားဖို့လိုအပ်တယ်ပေါ့နော် Okay အကောင့်ဖွင့်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်အပေါ်မှာကျွန်တော် login ဆိုတာလေးရှိပါတယ်အဲ့ login လေးတွေကို login လေးတွေကိုကျွန်တော်နှိပ်ဝင်လိုက်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ရဲ့ Google account လေးနဲ့တိုက်ရိုက်ချိန်ဝင်လိုက်ရုံပါပဲပြီးတော့ရင်ကျွန်တော်တို့ညာဘက်က continue ဆိုတာလေးကိုနှိပ်လိုက်ပါနော်Okay ကျွန်တော်တို့အခုလိုမျိုးလေးပေါ်လာမယ်ပေါ့နော်ပေါ်လာလို့ရှိရင်ဒီအောက်ဘက်မှာကျွန်တော်တို့ဒီမှာ agree ဆိုတာလေးရှိပါတယ် sorry ဒီမှာကျွန်တော်တို့ I agree ဆိုတာလေးရှိရတယ်အဲ့ဒီကောင်လေးကိုအမှန်ချစ်ကလေးဖွင့်ပေးလိုက်ပါဖွင့်ပေးလိုက်လို့ရှိရင်ကျွန်တော်ဒီဘက်ဘေးက Gastra ဆိုတဲ့ခလုတ်ကလေးကပေါ်လာပြီပေါ့နော်နှိပ်လို့ရနေပြီဆိုတော့အကောင်လေးကိုကျွန်တော်နှိပ်ပြီးတော့ဝင်လိုက်မယ်ဒီညမှာမိတ်ဆွေတို့အနေနဲ့ဒီကိုပိုင်ဓာတ်ပုံကိုကျွန်တော်တို့ဒီထဲမှာထည့်လို့ရတယ်မထည့်ခြင်းလဲကျွန်တော်ဒီပုံစံအတိုင်းလေးပဲသွားလို့ရတယ်ပြီးရင်ဒီမှာ choose a username ဆိုတာလေးရှိပါတယ်အဲ့ဒီ username နေရာမှာမိတ်ဆွေတို့စိတ်ကြိုက်နာမည်လေးတွေရိုက်ထည့်လိုက်ပါနော်Okay ကျွန်တော်တို့ကိုပိုင်2026ဆိုတာလေးပဲကျွန်တော်ရိုက်လိုက်မယ်ဒီဘက်တောင်မှာကျွန်တော်အခုလိုမျိုးအမှန်ကြီးကလေးပေါ်မယ်ပေါ့နော်အဲ့လိုအမှန်ကြီးကလေးပေါ်လာလို့ရှိရင်ရပြီပေါ့နော်အဲ့ဆိုရင်ကျွန်တော်အောက်က save ဆိုတဲ့ဒီ save ဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်ပါမယ် Okay အခုလိုမျိုးနေရာလေးကိုမြင်ရပြီဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့စပြီးတော့ music ကို generate လုပ်လို့ရပြီပေါ့နော်Okay music ကိုစပြီးတော့ generate လုပ်ဖို့အတွက်ကျွန်တော်တို့မှာ music ရေးဖို့အတွက်လိုအပ်တယ်ပေါ့နော်တကယ်လို့မရေးရင်လည်းဒီမှာကျွန်တော်တို့ဒီသွားပြီးတော့တိုက်ရိုက်သူနဲ့စကားပြောမယ်ပြောပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ data နဲ့ပတ်သက်တဲ့ဘယ်လိုမျိုးမိတ်ဆွေကဘယ်လိုမျိုးသချင်းကိုလိုချင်တာလဲကိုလိုချင်တဲ့သချင်းအကြောင်းအရာလေးကိုဒီထဲမှာရေးထည့်ပြီးတော့ generate လုပ်လို့လည်းရတယ်ကျွန်တော်ဒီဗီဒီယိုမှာဘယ်လိုပြောမလဲ AI ကိုပဲစာရေးခိုင်းမယ် music တွေရေးခိုင်းမယ်ပေါ့နော်music တွေ AI ကိုကျွန်တော်ရေးခိုင်းလိုက်မယ်ရေးခိုင်းပြီးသွားရင်အဲ့ဒီ AI ကနေပြီးတော့မှရေးပြီးတဲ့ music ကိုကျွန်တော်ဒီထက်မှလာပြီးတော့ generate လုပ်ပြပေးမှာဖြစ်တယ်ပေါ့နော် Okay ကျွန်တော်တို့ music တွေကို generate လုပ်ဖို့အတွက်ဆိုလို့ရှိရင်ဒီ browser ရဲ့ဒီညာဘက်တောင်မှာ compose ဆိုတာလေးရှိပါတယ်ဒီမှာကျွန်တော် sorryဒီမှာကျွန်တော် compose ဆိုတာလေးရှိတယ်အဲ့ဒီ compose ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးလေးကြာလာလိမ့်မယ်ကြာလာလို့ရှိရင်ကျွန်တော်တို့ကဒီအပေါ်ကအထဲထဲမှာကြာတော့ကျွန်တော်တို့သချင်းရဲ့စာသားကိုထည့်ရမယ်ဒီအောက်မှာကတော့သချင်းအတွက် prompt ပေါ့နော် prompt လေးကိုဒီထဲမှာဒုတိယအကွက်ထဲမှာဒီ sound ဆိုတဲ့အကွက်ကလေးထဲမှာရိုက်ထည့်ရမယ်ပေါ့နော်ပြီးအပေါ်ကကျတော့စာပါ Okay ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာသချင်းစာသားလေးတွေလာထည့်မယ်ကျွန်တော်ကတော့ဒီ Gemini ကိုရေးခိုင်းထားတဲ့သချင်းစာသားလေးတွေရှိတယ်အဲ့တော့အဲ့ရေးခိုင်းပြီးသားပေါ့နော် Okay Gemini ကိုစာရေးခိုင်းရတာလည်းအရင်တော့မခဲရင်ပါဘူး
ကိုကကျွန်တော်ကအခုနေကျွန်တော်ဘယ်လိုတခြင်းပုံစံမျိုးလိုချင်တယ်ဥပမာဆိုရင်ကျွန်တော်တကြံဆိုလို့ရှိရင်လေဒီတကြံတခြင်းမျိုးလိုချင်တယ်အဲ့လိုတခြင်းတွေကိုကျွန်တော်ကို generate လုပ်ဒီမြန်မာနိုင်ငံရဲ့မှာမြန်မာရိုးရာတကြံပေါ့နော်မြန်မာရိုးရာအတာတကြံရဲ့အလားအပါပျော်ရွှင်မှုနှစ်သက်ကူအရာမျိုးလေးတွေကိုပေါ်လွင်စေမဲ့တခြင်းမျိုးရေးပေးပါဆိုရင်အဲ့ဒါနဲ့ပတ်သက်တဲ့တခြင်းလေးတွေရေးပေးမယ်ဥမာအလွမ်းတခြင်းလားအဆွေးတခြင်းလားစိတ်တန်းကြဒီထဲမှာရေးခိုင်းလို့ရပါတယ်ဂျမနိုင်မှာသွားပြီးရေးခိုင်းလိုက်ပါတော့တကယ်လို့များဂျမနိုင်ကိုโอเคဒီမှာဂျမနိုင် AI ဆိုပြီးတော့ကျွန်တော် browser မှာရိုက်ရှာလိုက်မယ်ဗျာဒီထဲမှာကျွန်တော်အသစ်ရေးခိုင်းလိုက်မယ်ကျွန်တော်ဒီမှာဘာရေးရင်ကောင်းမလဲဗျနော်ကျွန်တော်အလွယ်လေးပဲကျွန်တော်ရေးထည့်လိုက်မယ်ဒီ set point ပေါ့နော်ဒီဘယ်လိုပြောမလဲစိတ်ဆင်းရဲနေတဲ့စိတ်ထက်ကြနေတဲ့လူငယ်တယောက်သဘောမျိုးလေးပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်မြန်မာ language နဲ့ဖြစ်အောင်လို့ပါနော်မြန်မာ language ပါနော်โอเคပြီးသွားရင်ကျွန်တော်တို့ဒီ sample လိုက်ပါမယ်တကယ်လို့ဒီနေရာမှာမိတ်ဆွေတို့ကိုသူကနေပြီးတော့ပေါ့ဒီတချင်းကိုမရေးပေးဘဲနဲ့music ကိုသူကနေဒီမှာဆိုရင်ဒီမှာ music ကိုသူက auto generate လုပ်သွားတယ်ပေါ့နော် music ကိုပဲသူကနေပြီးတော့ generate လုပ်ပေးသွားတယ်ကျွန်တော်တို့စာပြန်ပြီးတော့sorry ဒီတချင်းရဲ့စာသားကိုသူရေးမပေးဘူးကျွန်တော်တို့ Gemini software ထဲမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲ music ကိုသူကအရင်ဆုံးထုတ်ပေးသွားတယ်ဘာလို့လဲဆိုတော့သူထဲမှာကျွန်တော်တို့ဒီ music ဖန်တီးလို့ရတဲ့ဒီ agent ပါနေတယ်ပေါ့နော်အဲ့ဒီ AI agent ပါနေတဲ့အတွက်ကကျွန်တော်တို့ဒီ music ကိုအရင်သူကနေပြီး generate လုပ်ပေးသွားတာပေါ့နော်ဒီထဲမှာလည်းဝင်ပြီးနားထောင်လို့ရတယ်ဒါမှဆိုရင်စက္ကန့်30စာလောက်ပဲရမယ်တချင်းအရှိမရဘူးပေါ့နော်ဆိုတော့ I want to oh shit ကပ်ပါဖြစ်I want to ladder ပေါ့နော်ဒီလိုလေးပဲကျွန်တော် simple လေးပဲရေးထည့်လိုက်မယ်မြန်မာလိုဆိုရင်တော့ရေးရတာအဆင်ပြေကျွန်တော်ကဒီ keyboard မှာမြန်မာပေါက်ရေးရတာသိပြီးတော့အဆင်မပြေဘူးအဲဒါကြောင့်မို့လို့ပါဆိုတော့နောက်ပြီးရင်ကျွန်တော်ရဲ့ ဖြစ်နိုင်ရင်တော့ကျွန်တော်ဟိုတာနဲ့ရေးပေးချင်တာဒီဖုန်းနဲ့လုပ်ပြချင်တယ်ပေါ့နော်မြန်မာလို typing စကားရေးကျွန်တော်မှာဒီလောက်တောင်မရှိဘူးဖြစ်နေတယ်ပေါ့နော်အားကြောင့်မလို့ပါโอเคပြီးတော့လို့ရှိရင်ကျွန်တော်ကပမာထုတ်ချင်တာလေဆိုတော့ producer AI ပေါ့နော်I want to create producer I want to create musicဒါမှကျွန်တော်ကဒီ producer AI နဲ့ကျွန်တော် music ကိုဖန်တီးခြင်းတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်ဒီ producer AI မှာလိုအပ်တဲ့စောစောကကျွန်တော်တို့ prompt ပေါ့နော်prompt ကိုဒီမှာရေးခိုင်းလိုက်မယ်နော်ကျွန်
ကျွန်တော်ဒီ keyboard က L ကလွတ်နေတယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော်ပို့လိုက်မယ်ပေါ့နော်ဒီကျွန်တော်ရဲ့ဒီ music အတွက် prompt တစ်ခုကိုသူကနေပြီးတော့ပို့ပေးလိမ့်မယ်ဒီမှာဆိုရင်ဒီစာသားလေးကတော့နည်းနည်းတူတယ်ပေါ့နော်တူတယ်ကိုလိုချင်တဲ့ပုံစံအတိုင်းကိုတိတိကျကျလေးရေးပေးမယ်ဆိုလို့ရှိရင်စာသားတွေပို့ပြီးတော့ရှင်းမယ်ပေါ့နော်နောက်ပြီးရင်ကျွန်တော်ဒီ first version design pro version ကိုသုံးပြီးတော့ရေးလို့ရှိစာသားပို့ပြီးတော့ရှင်းအောင်ရေးလို့ရတယ်ပေါ့နော်โอเคပြီးတော့ကျွန်တော်โอเคပြီးတော့ကျွန်တော်ဒီရဲ့စာသားလေးကိုဒီရဲ့စာသားလေးကိုကူးရေးပြီး coffee ယူလိုက်မယ်ပေါ့နော်ယူပြီးသွားလို့ရှိရင်ဆော့ကကျွန်တော်တို့အကောင့်ဝင်ထားတဲ့ producer AI နဲ့မှာကျွန်တော်တို့ control V နဲ့စာတွေကိုထည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီရဲ့ဒီမှာ prompt လေးတွေရှိတယ်ပေါ့နော်ဒီမှာသူကဘာတွေလဲကျွန်တော်ဘယ် model ဘယ်အမျိုးအစားနဲ့လိုချင်တဲ့အမျိုးအစားအတိုင်းကျွန်တော်တို့ဒီမှာဒီ prompt တွေရွေးပြီးတော့ထည့်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ prompt ပထမဆုံး prompt တစ်ခုနဲ့ပဲဒီဆန်းပြီးတော့ထည့်လိုက်မယ်โอเคပြီးရင်ဒီ sound နဲ့မှာ sound ရဲ့ဒီ describe ထဲမှာထည့်လိုက်မယ်နောက်ပြီးရင်ကျွန်တော်တို့ဒီနောက်ခံရဲ့ဒီအတန်ကိုပဲတီးလုံးတန်ကိုပဲလိုချင်ပြီးတော့ကျွန်တော်တို့ဒီတချင်းတန်မှာပါခြင်းဆိုရင်ဒီကောင်လေးကိုဖွင့်ထားပေးလိုက်ပါနော်โอเคပြီးသွားလို့ရှိရင်ကျွန်တော်ဒီနေရာမှာ run mode ကိုဖွင့်ပြီးတော့ကိုယ်တိုင်လိုက်ပြီးတော့ချိန်ကျင်လဲရပါတယ်မချိန်ကျင်လို့ရှိရင်လည်းပိတ်ထားလို့ရတယ်ပြီးရင်ဒီအောက်ကဒီမှာကျွန်တော် January ဆိုတဲ့ခလုတ်ကလေးကိုတစ်ချက်နှိပ်လိုက်ပါโอเคနှိပ်လိုက်လို့ရှိရင်ဒီမှာသူကနေပြီးတော့ January လုံနေမယ်ပေါ့နော်ဒီမှာကျွန်တော်18 20ဆိုပြီးတော့သွားနေတယ်โอเคအဲ့တော့ဒီနေရာလေးမှာခဏလေးစောင့်ပေးလိုက်ပါနော်နောက်ပြီးတော့ကျွန်တော်ဒီကွန်ပျူတာကစော်ကြီးဖောင်းမဲ့တုံးထားတာဆိုတော့စာကမှန်ကျွန်တော်လည်းအဒီတချင်းထဲမှာစာအတန်းမှန်ငိုတော့ကျွန်တော်လည်းအတိအကျမသိပါဘူးကွန်ပျူတာနဲ့ကဒါပထမဆုံးလုပ်ဖို့တာလုပ်တာပေါ့နော်ကျွန်တော်ကများသောအားဖြင့် AI နဲ့ Fundy လို့ရှိရင်အလုပ်တစ်ဖက်နဲ့ဆိုကွန်ပျူတာစီကိုသိမလာပြင်ဘူးဖုန်းနဲ့ပဲ Fundy ဖြစ်တာများပါတယ်အဲဒါကြောင့်မို့လို့โอเคဒီနေရာမှာဒါဆိုရင်ရလာပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီ music တွေဆန်းပြီးနားထောင်ကြည့်မယ်ပေါ့နော်ဒီစာကိုမင်းဖတ်ဖြစ်ပါမလားတော့ငါမသိဘူးဒါပေမဲ့ငါရင်ထဲမှာတူတဲ့ချိန်မိတ်ခံစားနေရတယ်ဝေဒနာတွေကိုစာလုံးလေးတွေအဖြစ်ပြောင်းလဲလိုက်ရင်တတ်တာမလားဆိုတဲ့စိတ်နဲ့ဒီစာကိုရေးလိုက်တာပါပချင်းကကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီစာထဲမှာဆိုရင်ဒါကျွန်တော်ဇော်ကြီးဖောင်းလေးရေးထားဒါပေမဲ့တချင်းထွက်လာတော့လုံးဝ share ပဲပေါ့နော်ဂျမ်မနိုင်ကဒီဘယ်လိုပြောမလဲဒီရဲ့ကျွန်တော်တို့ AI တစ်ခုလုံးကဂျမ်မနိုင်sorry Google ရဲ့အောက်မှာပဲရှိတယ်ပေါ့နော်ဆိုတော့Google မှာသုံးထားတယ်ဆိုလို့ရှိရင်ကျွန်တော်ဂျမ်မနိုင်တို့ကျွန်တော်တို့ VEO တို့nano banana တို့ပေါ့နော်အဲဒီ Google ရဲ့ AI တွေဖြစ်တဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံထုတ်တယ်လို့သိလို့ရှိရင်သူကauto Unicode generate လုပ်ပြီးတော့မှပဲထုတ်ပေးတာပေါ့နော်ဆိုအဲကြောင့်မို့လို့ကျွန်တော်တို့ဒီမှာ Unicode နဲ့sorry ဇော်ကြီးနဲ့ရေးလို့ရှိရင်လည်း auto convert လုပ်ပြီးတော့ဒီထဲမှာကျွန်တော်တို့ Unicode အနေနဲ့စာကိုအတန်အမှန်ကိုပြန်ထုတ်ပေးနိုင်တယ်ပေါ့နော်ဆိုတော့ဒီဟာကိုကျွန်တော်တို့ကဘယ်လိုမျိုးတွေ download ဆက်လို့ရမလဲဆို MP3 file ဖြစ်လဲ download ရတယ် video ဖြစ်လဲ download ရပါတယ်ဆိုတော့ download မယ်ဆိုလို့ရှိရင်ဒီရဲ့ asset ကလေး30ကိုတစ်ချက်နှိပ်ပါပြီးရင်ကျွန်တော် download ဆိုတာလေးကိုနှိပ်မယ်ပြီးရင်ဒီမှာ video ဖြစ် down ရင် video နှိပ်ပါကျွန်တော်တို့ဒီ MP3 အဖြစ် down ရင်လည်းဆိုရင် MP3 ကိုနှိပ်ပါနော်တကယ်လို့မှပြင်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ remix ထဲကိုသွားပြီးတော့ start session နဲ့သွားပြီးတော့
ပြင်လို့ရပါတယ်တစ်ခုချင်းစီပေါ့နော်ကျွန်တော်ဘယ်နေရာလေးမှာပြင်နေလဲဘယ်နေရာလေးမှာပြင်နေလဲကိုကျွန်တော်ဒီကောင်လေးကိုနှိပ်ပြီးတော့ဒီ ASK producer ဆိုတဲ့ထဲလေးမှာကိုလိုချင်တဲ့ကိုပြင်ချင်တဲ့နေရာလေးကိုဒီထဲကနေပြီးတော့အခုမှဒီပြင်ချင်တဲ့စာလေးကိုcoffee you ဒီထဲမှာထည့်အနေလေးကိုငါပါပြင်ချင်တယ်ဆိုပြီးမြန်မာလိုပဲရိုက်ပြောလို့ရပါတယ်ဆိုတော့ဒီ set click 30ကိုနှိပ်ပြီးတော့ကျွန်တော်ဒီ music ကိုထောင်းမယ်ဆိုရင်ဒီကနေပဲထောင်းလိုက်ပါနော် okay အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီထဲမှာကျွန်တော်တို့ account ရဲ့ point ကိုတစ်ချက်ကြည့်ပေးမယ်ဗောနော်ဒီမှာ account ဖွင့်ဝင်ခြင်းဆိုရင် account 900 point ကို900 credit ကိုကျွန်တော်930အထိပေးထားပါတယ်ဆိုတော့930ဆိုတော့အများကြီးသုံးလို့ရတယ်ဗောနော်930မှာအခုကျွန်တော်ဒီဗီဒီယိုတစ်ပုဒ်ထုတ်လိုက်တာ22ဆိုတော့ credit 8ခုပြတ်နှုတ်သွားတယ်ဗောနော်ဒါတော့တချင်းအတူရှိပေါ်မူတည်ပြီးတော့လဲcredit နှုတ်တာကွာကောင်းကွာနိုင်ပါလိမ့်မယ်ဆိုတော့မိတ်ဆွေတို့ဒီထဲမှာတချင်းတွေထုတ်ပြီးတော့ကျွန်တော်တို့ဒီ YouTube ဗီဒီယိုတွေမှာ YouTube မှာလည်းပြန်ပြီးတော့ဗီဒီယိုတင်လို့ရတယ် Facebook မှာလည်းတင်လို့ရတယ်ဗောနော်အဲ့လိုမျိုးတွေဗီဒီယိုတင်ပြီးတော့ပတ်စံရှာနိုင်တဲ့လူတွေဖြစ်ကြပါစေလို့ကျွန်တော်ဒီကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်